မြို့ရဲ့အချမ်းသာဆုံးတထေးမကြီးကဖက်နှက်ဆိုင်ထဲဝင်သွားပြီးဆိုင်မှာရှိတဲ့ဖက်နှက်အကုန်လုံးကိုတင်းကျုံဝယ်လိုက်လို့အားလုံးအံ့ဩသွားကြပါတယ်။အယောင်ဝန်ထမ်းကောင်မလေးကိုမျက်စိတစ်ဖက်မိတ်ပြလိုက်တာကတော့တထေးမကြီးကဒီကောင်မလေးကိုတိတ်တဆိတ်ကူညီပေးနေမှန်းဘယ်သူမှမသိကြပါဘူး။တကယ်တော့ဒီကောင်မလေးဟာမတော်တဆမှုတစ်ခုနဲ့ဆုံးပါသွားတဲ့တထေးမကြီးရဲ့တားအကြီးဆုံးနဲ့တိတ်တဆိတ်လက်ထပ်ထားသူဖြစ်ပြီးအခုဆိုရင်ကိုဝင်လွယ်ထားရသူလည်းဖြစ်ပါတယ်။ဒါပေမဲ့ပြဿနာကဒီတင်မပြီးပါဘူး။ဒုတိယသားဖြစ်သူကတော့သူ့အကူတေဆုံးမှုဟာဒီမိန်းကလေးကြောင့်လို့ဆွဆွဲပြီးအမုန်းကြီးမုန်းနေပါတယ်တထေးမကြီးကချွေးမဖြစ်သူကိုအိမ်ခေါ်ဖို့သွားတဲ့အခါကောင်မလေးရဲ့အကူဖြစ်သူကပတ်စံမပြီးနှိပ်စက်နေတာကိုတွေ့လိုက်ရပါတယ်တထေးမကြီးကအကူဖြစ်သူကိုပညာပေးလိုက်ပြီးကောင်မလေးကိုတော့စောင်းမိသားစုရဲ့ဆိုင်ရင်ကြီးစီခေါ်လာခဲ့ပါတယ်ကောင်မလေးကသူတို့ရဲ့ကြွယ်ဝချမ်းသာမှုကိုမြင်ပြီးအံ့ဩနေတော့မှပဲတထေးမကြီးကကလေးထိန်အဖွဲ့တွေငှားပေးတယ်လို့ဗန်ကတ်ပါပေးအပ်ပါတယ်ကောင်မလေးကပတ်စံမက်လို့ယူခဲ့တာမဟုတ်ဘူးဆိုပြီးညင်းလိုက်တော့တထေးမကြီးကပိုးပြီးသဘောကျသွားပါတယ်အဲ့ဒီအချိန်မှာပဲဒုတိယသခင်လေးပြန်ရောက်လာပြီးဒီမိန်းကလေးကိုမြင်တာနဲ့မျက်နှာပြတ်သွားပါတယ်သူ့အကိုသာကိတ်မုံသွားမဝယ်ရင်တေးမမဟုတ်ဘူးဆိုပြီးအဖြစ်တင်တယ်လို့ကလေးကသူ့အကိုအရင်ဟုတ်မဟုတ်ကိုပါစော်ကားမင်းညမ်းပါတယ်ဒီတော့ကောင်မလေးကတီးမခံနိုင်တော့ပဲပါရိုက်လိုက်ပြီးသူ့ကိုစော်ကားလို့ရပေမဲ့ကလေးကိုမစော်ကားဖို့ပြန်ပြောလိုက်ပါတယ်တခင်လေးကတော့တနေ့အမှန်တရားကိုဖော်ထုတ်မယ်ဆိုပြီးထွက်သွားပါတယ်တထေးမကြီးကကောင်မလေးစိတ်ပြေလက်ပြောက်ဖြစ်အောင်ဈေးဝယ်ထွက်ဖို့ခေါ်သွားပါတယ်တထေးမကြီးဖုန်းပြောနေတော့ဆိုင်ရှင်ကကောင်မလေးရဲ့ဝတ်စားဆင်ရင်မှုကိုကြည့်ပြီးစင်းရဲသားစုကပိုးသက်ဆေးတွေနဲ့ဖြန်းပြီးမောင်းထုတ်ပါတော့တယ်တထေးမကြီးအချိန်မီရောက်လာပြီးငါမြေကိုထိခိုက်ရင်အသက်ပါယူမယ်လို့ချင်းချောက်ပေမဲ့ဆိုင်ရှင်ကဂယုမဆိုင်ပါဘူးအဲ့ဒီအချိန်မှာတခင်လေးရောက်လာပြီးဆိုင်ရှင်ကိုခြေထောက်ချိုးပြီးမောင်းထုတ်ဖို့အမိန့်ပေးလိုက်ပါတယ်နောက်ပိုင်းမှာကောင်မလေးဝတ်စုံလဲပြီးထွက်လာတာကိုမြင်တော့တခင်လေးတယောက်နတ်သမီးလေးလိုလှပနေတာကြောင့်မှင်သက်သွားပါတယ်တထေးမကြီးကဆိုင်ထဲကအဝိစားအလုံးကိုဝယ်ပေးလိုက်တာကြောင့်တခင်လေးကပတ်စံမတ်တဲ့မိန်းမလို့ထပ်ပြီးအထင်လွဲပြန်ပါတယ်ဒါပေမဲ့လက်ထောက်ဖြစ်သူကကောင်မလေးဟာသူ့ယောက်ျားတထေးမမသိပဲလက်ထပ်ခဲ့ကြောင်းရှင်းပြလိုက်မှအထင်လွဲတာပြေးပြောက်သွားပါတယ်အဲ့ဒီအချိန်မှာပဲကောင်မလေးစီကအကူအညီတောင်းတဲ့ဖုန်းဝင်လာပါတယ်သူ့အကူဖြစ်သူကဖုန်းကိုလူယူပြီးရိုက်ခွဲလိုက်တယ်လို့တခင်လေးလည်းအញ្ញံဆုံးလိုက်သွားပါတော့တယ်ကောင်မလေးကသူ့အကိုလက်ကိုကိုက်ပြီးထွက်ပြေးပေမဲ့ခြေကောက်လဲကျသွားပါတယ်အကိုဖြစ်သူကဘိုက်ထဲကကလေးတေအောင်လုပ်ဖို့စူးစမ်းနေချိန်မှာပဲသူမကိုအမုန်းဆုံးဆိုတဲ့တခင်လေးရောက်လာပြီးစောင်းမိသားစုကိုဘသူထိရဲလဲဆိုပြီးဝင်ကာကွယ်ပေးလိုက်ပါတော့တယ်ကိုဝင်ဒီကောင်မလေးကိုသူ့အကိုအရင်ကရဲရဲဆက်ဆက်ရိုက်နှက်နေတဲ့အချိန်မှာပဲဘဲကနေမှမသိရောက်လာတဲ့ဒုတိယသခင်လေးကဝင်ရောက်ကာကွယ်ပေးလိုက်ပါတယ်အရင်တုန်းကသူ့အကိုတေဆုံးမှုကြောင့်ဒီကောင်မလေးကိုအမုန်းကြီးမုန်းနေခဲ့တဲ့သူကအခုလိုဝင်ပါလာလိမ့်မယ်လို့ဘယ်သူမှထင်မထားခဲ့ကြပါဘူးစောင်းမိသားစုဝင်ကိုဘသူထိရဲလဲဆိုပြီးဒေါသတကြီးအော်ဟစ်လိုက်တော့မှသူဟာအာနာရှိလာတဲ့စောင်းမိသားစုရဲ့ဒုတိယသားဖြစ်ကြောင်းလူတွေတီးသွားပြီးလက်ဖြတ်သွားကြပါတယ်သခင်လေးကသူ့တက်တော်ဆောင်တွေကိုအမိန်ပေးပြီးကောင်မလေးကိုထိရဲတဲ့သူမှန်သမျှကိုပြန်လည်ရိုက်နှက်ဆုံးမခိုင်းလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲကောင်မလေးကနာကျင်မှုတန်ကြောင့်မူးမေ့လဲကျသွားတဲ့အတွက်သခင်လေးကမြေကြီးပေါ်မကျခင်အမြန်ဆုံးပွေးဖက်လိုက်ပြီးသူ့ကားပေါ်ကိုခေါ်တင်ကဆေးရုံကိုအလင်းမြန်ဆုံးမောင်းနှင်ထွက်ခွာသွားပါတော့တယ်ကားပေါ်မှာကောင်မလေးကနာကျင်လွန်းလို့ညှဉ်းညူနေတဲ့အခါသခင်လေးကဘာလို့ရမှန်းမသိဖြစ်နေပြီးစိတ်တည်ငြိမ်သွားအောင်လက်ကိုအသားရဆုပ်ကင်ပေးထားမိပါတယ်ဆေးရုံရောက်တာနဲ့အတော်ဆုံးဆရာဝန်တွေကိုခေါ်ပြီးကုသပေးဖို့အမိန့်ပေးပါတယ်ဆရာဝန်တွေစစ်ဆေးချက်အရအယိုးကျိုးသွားတာဖြစ်တဲ့အတွက်ခွဲစိတ်ဖို့လိုအပ်ပေမဲ့မေးဆေးပေးမယ်ဆိုရင်ဘိုက်ထဲကကလေးကိုထိခိုက်နိုင်ခြေရှိနေပြန်ပါတယ်တထေးမကြီးကခွဲစိတ်ဖို့သဘောတူပေမဲ့ကောင်မလေးကတော့ကလေးကိုထိခိုက်မှာဆိုတာကြောင့်မေးဆေးမပါပဲအရှင်လက်လက်ခွဲစိတ်တံကိုခံယူပါမယ်လို့ညှင်းဆန်ပါတယ်မိခင်မြတ်တာဘလောက်ကြီးမှကြောင့်တိလိုက်ရတဲ့အချိန်မှာသခင်လေးရဲ့စိတ်နှလုံးလဲအရေးပြောသွားပြီးခွဲစိတ်မှုတစ်လျှောက်လုံးဘေးကနေအဖော်ပြပေးမယ်လို့ကတိပေးလိုက်ပါတယ်ခွဲစိတ်နေစဉ်တစ်ချိန်လုံးသခင်လေးကကောင်မလေးရဲ့လက်ကိုစုပ်ကင်အားပေးနေခဲ့ပြီးဆရာဝန်တွေကတော့သူမရဲ့တတိထားနိုင်စွမ်းကိုချီးကျူးခဲ့ရပါတယ်ဒီအဖြစ်ပြပြီးတဲ့နောက်မှာတော့ကောင်မလေးအပေါ်ထားတဲ့သခင်လေးရဲ့အမုန်းတရားတွေကစိုးရိမ်ပူပန်မှုနဲ့တန်ရောစင်အဖြစ်တဖြည်းဖြည်းပြောင်းလဲလာပါတော့တယ်ကောင်မလေးကျမ်းမာလာလို့အိမ်ပြန်ခေါ်လာတဲ့အခါမတော်တဆခြေခောက်လဲရာကနေသခင်လေးရဲ့ရင်ခွင်ထဲကိုနောက်တစ်ကြိမ်ရောက်သွားပြန်ပါတယ်သူတို့နှစ်ယောက်လုံးရဲ့ရင်ထဲမှာဖော်ပြရခက်တဲ့ခံစားချက်တွေဖြစ်ပေါ်နေတော့တထေးမကြီးရောက်လာလို့အိမ်ထဲဝင်ခဲ့ကြပါတယ်ကောင်မလေးကအလုပ်ပြန်လုပ်ချင်တယ်လို့ပြောတော့တထေးမကြီးကသခင်လေးကိုယ်တိုင်ကားမောင်းဖို့မှခွင့်ပြုမယ်လို့ပြောပါတယ်ကောင်မလေးကသခင်လေးညှင်းမဲ့ထင်ပေမဲ့တကယ်တမ်းကျတော့သခင်လေးကချက်ချင်းပဲသဘောတူလိုက်ပြီးဘယ်သွားလိုက်ဖို့ပေးမယ်လို့ပြောလိုက်လို့အံ့ဩသွားပါတယ်နောက်တနေ့မနက်မှာသခင်လေးကကားပေါ်မှာအစင်သစ်ဆောင်နေပြီးနှစ်ယောက်တည်းရှိနေချိန်မှာအနေရခက်တဲ့ခံစားချက်မျိုးဖြစ်နေကြပါတယ်ကောင်မလေးကခါပတ်ဖို့အခက်တွေ့နေတာမြင်တော့သခင်လေးကကူညီပေးဖို့ကိုကိုင်းလိုက်ပေမဲ့ရင်ခုန်တန်တွေအယမ်းမြန်လာတာကြောင့်အနောက်ကိုချက်ချင်းပြန်ဆုတ်လိုက်ရပါတယ်ရုံရောက်တော့မန်နေဂျာကကောင်မလေးကိုတမင်တက်ပြဿနာရှာပြီးအလုပ်ထုတ်ဖို့ကြိုးစားနေပါတယ်ကောင်မလေးအဆင်ပြေရဲ့လားဆိုပြီးစိတ်ပူလို့လိုက်လာတဲ့သခင်လေးကဒါကိုမြင်သွားပြီးဒေါသထွက်ကမန်နေဂျာရောဝန်ထမ်းတွေကိုပါကုမ္ပဏီကနေချက်ချင်းမောင်းထုတ်လိုက်ပါတယ်ညနေအိမ်ပြန်ရောက်တော့တထေးမကြီးကကိုဝင်တီမို့အပြင်မထွက်ဖို့တားမြစ်ပြီးစေကမ်းပြရင်သခင်လေးကိုယ်တိုင်လိုက်ပို့ပေးဖို့စီစဉ်ပါတယ်ဆေးရုံရောက်တော့ဆရာဝန်ကခင်မွန်းတီလာလို့မေးပြီးအခန်းထဲဝင်ခိုင်းတဲ့အခါသခင်လေးကမငင်းပဲငြင်းနေလိုက်ပါတယ်တကယ်တော့သူဟာကောင်မလေးကိုတိတ်တခိုးချစ်မိနေပြီဖြစ်ပါတယ်ဆရာဝန်ကကလေးချမ်းမကြောင်ပြောလိုက်တော့မှစိတ်သက်သာရသွားကြပါတယ်အိမ်ပြန်ရောက်တော့သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုရိပ်မိတဲ့တထေးမကြီးကပိုရင်းနှီးသွားအောင်စုံတွဲရောကလေ့ကျင့်ခန်းတင်တန်းကိုအပ်ပေးလိုက်ပါတယ်အတူတူလေ့ကျင့်ရင်တန်ရောစင်တွေပိုတိုးလာပြီးနောက်သခင်လေးကသူ့ခံစားချက်တွေကိုဖွင့်ပြောဖို့ပါတီပွဲစီစဉ်လိုက်ပေမဲ့မထင်မှတ်ထားတဲ့အဖြစ်အပျက်တစ်ခုဖြစ်လာပါတော့တယ်